ဆိုင်ငယ်ကိုအခန်းထဲမှာထောင်ထားတာကြီးလိုက်ယုံနေကိုပဲတာမန်ဆိုင်ငယ်တစည်းမဟုတ်ဘူးဆိုတာအရန်ကိုသိတာတယ်သူ့ရဲ့ရှေ့ရုပ်ထွက်တွေသူ့ရဲ့ wing leg တွေသူ့ရဲ့ဒီ aerodynamic design တွေရှိသမျှအရာအကုန်လုံးက MotoGP ကဆိုင်ငယ်တစည်းလိုမျိုး Wall SPK Factor တွေကဆိုင်ငယ်တစည်းလိုမျိုးတအားကြမ်းမဲ့ရမ်းမဲ့ဆိုရုပ်ထွက်ကြီးနေဖြစ်နေလို့ပါအဲ့ဒီဆိုင်ငယ်တွေကတော့အခုကျွန်တော်ရှေ့မှာရှိနေတဲ့ BMW M1000RR 2025နဲ့2026ပဲဖြစ်ပါတယ်ကျွန်တော်ရှေ့မှာရှိနေတဲ့ဆိုင်ကယ်က BMW M1000R 2025နဲ့2026ပဲဖြစ်ပါတယ်။ဒါပေမဲ့2025နဲ့2026ကအသိပြီးတော့ကွာခြားချက်အများကြီးမရှိဘူး။2024ကနေပြီးတော့2025ကိုပြောင်းသွားတဲ့အချိန်မှာအရန်ကိုကွာခြားချက်တွေများတယ်။အဲ့တော့ဒီနေ့ကျွန်တော်2026အကြောင်းကိုသိမပြောဘဲနဲ့2025အကြောင်းလေးကိုပဲ AC ရှင်းပြပေးပါမယ်။ကျွန်တော်ရဲ့နောက်မှာရှိတဲ့ဒီ BMW M1000R က BMW S1000RR lineup ကိုလုံးဝ racing focus မိုင်ကုန်မြင့်ပေးထားတဲ့ M-Body version ဖြစ်တယ်။အဓိက S1000R lineup ကနေပြီးတော့ M1000R lineup ကိုထုတ်ရတဲ့ရည်ရွယ်ချက်ကပေါ့နော်လုံးဝ racing queen ထဲမှာ millisecond တော့အချိန်မဖြုံးကျင်တဲ့ rider တွေကိုရည်ရွယ်ပြီးထုတ်ပေးတာပဲဖြစ်ပါတယ်အရေးကြီးဆုံးဖြစ်တဲ့ကျွန်တော် engine ပိုင်းလေးကိုစပြောမယ်ဒီ BMW M1000R 2025ရဲ့ engine က 999cc inline 4 ကိုသုံးပေးထားတာ horsepower 205ကို RPM 13000မှာထုတ်ပေးနိုင်ပါတယ်ဒီလောက် RPM မှာဒီလောက် power ထွက်တယ်ဆိုတာအရန်ကိုကျန်းတယ်ဒါပေမဲ့သူ့ရဲ့ RPM ကအလောက်နဲ့ပြီးသွားတာမဟုတ်ဘူးသူ့ရဲ့ max RPM က15100အထိကိုဆွဲလို့ရတာပဲဖြစ်ပါတယ်လုံးဝracing ကြိုက်တဲ့ rider တွေအတွက်ကတော့အနှစ်ကြီးပဲဗျဒါပေမဲ့ power တွေနံပါတ်တွေကိုပဲကြည့်ပြီးတော့ဒီနေ့2025 M1000R ကအရင်နှစ်တွေနဲ့လုံးဝပြောင်းလဲသွားပြီလို့ပြောလို့မရဘူးဘာလို့လဲဆိုတော့ဒီနှစ်ကိုပြောင်းလဲပေးလိုက်တာဒီ gain ကန်နဲ့မဟုတ်ဘူးဗျဒီနှစ်မှာအဓိကပြောင်းလဲသွားတာက engine internal ဘိုင်းတွေကိုအများကြီးပြင်ပြောင်းလဲပေးလိုက်တာပဲဖြစ်ပါတယ်အဓိကပြောင်းလဲသွားတဲ့အချက်တွေကတော့ဒီ compression ratio ပေါ့နော်အရင်တော့ 30.5:1 ရှိတယ်အခုကတော့ 40.5:1 ထိကိုတိုးလာတယ်ပေါ့နော်နောက်ပြီးဒီ throttle body ရဲ့ diameter ပေါ့နော်အရင်တော့48mm ပဲရှိတယ်လက်ရှိမှာ52mm တောင်ဖြစ်လာပါတယ်ဒီနောက်ထပ်ပြောင်းသွားတဲ့ design တွေအများကြီးကျန်နေတယ်ဒါတွေကတော့ cylinder head port design တွေပေါ့နော်နောက်ပြီးတော့လို့ရှိရင်တော့ chamber shape တွေရောနောက်ထပ် piston design တွေ airbox geometry တွေနောက်ပြီး exhaust header design တွေအဲ့ဒါတွေကိုလည်းအများကြီးပြောင်းလဲလိုက်တယ်အဲ့ဒါတွေပြောင်းလဲသွားတဲ့အပြင်ကိုမှဒီ riding feel မှာပေါ့နော်ဘယ်လိုတွေတောင်ဖြစ်လာလဲဆိုရင်ဒီ mid range လောက်မှာပေါ့နော်အရင်တော့ဆိုကျွန်တော်တို့ကဒီ high RPM တွေမှာပဲအရန်ကောင်းအောင်လုပ်ထားတာဒါပေမဲ့လက်ရှိမှာကတော့ mid range မှာပါအရန်ကောင်းအောင်လုပ်ပေးလိုက်တာဘယ်လိုတွေလုပ်ပေးလိုက်လဲဆိုတော့ဒီ engine ဒီ braking တွေပေါ့နော်ဒါတွေကိုပါပိုကောင်းအောင်လုပ်ပေးလိုက်တာအဲ့တော့ဒီနေ့မှာတော်တိတိတသားကြီးကိုပို့ပြီးတော့မောင်းလို့ကောင်းသွားတယ်အရန်လဲ power output ကကျန်းသွားတယ်ပေါ့ဗျာဒီနေ့2025မှာအဓိကပြောင်းလဲလိုက်တဲ့ဟာတစ်ခုရှိတယ်အဲ့ဒါ M-Quick Action Throttle လို့ခေါ်တယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အရင်ဒီလက်ကင်တွေကပုံမှန်တိုင်းလှည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးလှည့်ရတဲ့ဟာ82 degree ထိကိုလှည့်ရတယ်ဒါပေမဲ့ဒီနှစ်ကကျတော့အဲ့လိုမျိုးမဟုတ်တော့ဘူး82ကနေပြီးတော့58 degree ကိုပြောင်းလဲလိုက်တယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အခုမိတ်ဆွေတို့မြင်နေတိုင်းပဲလက်ကင်ကဒီလိုမျိုးကင်ပြီးကျွန်တော်တို့စီးရဲ့အချိန်မှာလက်ကင်ကဒါဆို total ဆုံးသွားပြီသူ့အကိုထက်ဆွဲလို့မရတော့ဘူးအဲ့တော့ဘယ်ဟာကောင်းလဲဆိုကျွန်တော်တို့ပြန်ကွင်းနေတဲ့မှာ corner ကနေ exit ထွက်တဲ့အချိန်မှာ waist position ပေါ့နော်ဒီလက်ကောက်ဝိတ် position ကျွန်တော်အများကြီးပြုပြင်ရတယ်ကျွန်တော်တကယ်လို့ဒီလိုမျိုးမောင်းနေတယ်လည်းနဲ့ကိုရတဲ့အချိန်မှာလက်ကောက်ဝိတ်ကိုတအားကြီးအတွင်းထဲကိုကိုရတယ်ဆိုလို့ရှိရင်ဒီဆိုင်ကယ်ရဲ့အထွက်နှုန်းတွေနောက်ပြီး rider hand check တွေအများကြီးပြတ်နိုင်တယ်ဒါပေမဲ့ဒီနေရာမှာသူတို့ကဒီ degree ကို short ချပေးလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့လက်ကောက်ဝိတ်အသုံးပြုရတဲ့အားကအရန်ကိုညော့သွားတယ်နောက်ပြီးတော့တကယ်လေးကောင်းတဲ့ throttle response ကိုလည်းရတယ်အခုဒါကျွန်တော်ပုံမှန်စီးမယ်ဆိုဆိုင်ကယ်လိုမျိုးလက်ကင်ကင်မယ်ဒါဆိုဆုံးသွားပြီဖြစ်ပါတယ်အဲ့တော့ဘလောက်ကြီးထိကိုဒီ throttle ကတိုးသွားလဲဆိုတာမိတ်ဆွေတို့မြင်ရမယ်လို့ထင်တယ်အရင်တော့ဆိုလို့ရှိရင်တော့ကျွန်တော်ပြိုင်ပွဲဝင်ဆိုင်ကယ်တွေဆိုလို့ရှိရင်ပြိုင်ပွဲဝင်ဖို့အတွက်ကျွန်တော်တို့ဒီ R6 ဆိုလို့ရှိရင်လည်းလိုမျိုး throttle ကြီးကဟိုအောက်ဆုံးပြီးဆွဲရတယ်ပေါ့နော်ဒါပေမဲ့ပြိုင်ပွဲထဲမှာ performance အပြည့်သုံးနိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒီ redo တဲ့ throttle တွေကျွန်တော်လဲပေးရတာပဲဖြစ်ပါတယ်အဲဒီကြခါမှာကျွန်တော်တို့တကယ်ပြိုင်ပွဲထဲမှာ performance ကအပြည့်ထွက်လာတာပဲဖြစ်ပါတယ်အခုလိုမျိုး throttle degree ရော့သွားတာနဲ့ဒီဆိုင်ကယ်လက်ကင်ကြီးအရန်ကျက်သွားကြတယ်လို့တော်တော်များထင်ကြလိမ့်မယ်ဒါပေမဲ့လုံးဝမဟုတ်ဘူးဗျသူကဒီ setup နဲ့ဒီ engine ဘိုင်းတွေကိုတခါလေးကွက်တိဖြစ်အောင်လုပ်ထားပေးပြီသားအဲ့ဒီအတွက် rider ကလည်းဒီ feeling ကိုကောင်းကောင်းခံစားလို့ရတယ်အစိုးရကဒီ M1000R ကိုထုတ်ပေးလိုက်တာ power output ကျန်းမှုတစ်ခုရဲ့အတွက် UAV ထုတ်ပေးလိုက်တာမဟုတ်ဘူးဒီဆိုင်ကယ်ကိုမောင်းတဲ့ rider ကလည်းဒီဆိုင်ကယ်ကိုလုံးဝတိတိကျကျတည်ကျနဲ့မောင်းမှုအတွက်ကိုတေချာစီစဉ်ပြီးတော့ထုတ်ထားပေးတဲ့ဆိုင်ကယ်ပဲဖြစ်ပါတယ်2025မှာရန်မိုက်တဲ့အရာကြီးတစ်ခုပြောင်းလဲလာတယ်အဲ့ဒါဘာလဲဆိုအခုကျွန်တော်နောက်မှမြင်ရတဲ့အတိုင်းပဲ M-Wing Lag 3.0 လို့ခေါ်တယ်ဒါ carbon fiber နဲ့လုပ်ထားတာပေါ့ဗျာဒါပေမဲ့သူက BMW အခေါ်ရ
ကတော့ CFK material နဲ့လုပ်ထားတယ်လို့ပြောတယ်ဒီနေရာမှာကျွန်တော်ဒီ wing leg လေးအကြောင်းနည်းနည်းလေးရှင်းပြခြင်းတယ်ဒီ wing leg တွေကဘာကြောင့်ပါလာတာလဲဘယ်နေရာတွေမှာအသုံးများလဲပေါ့နော်ကျွန်တော်ဒီ superbike လောကမှာဒီ aerodynamic ဆိုတာဘာလဲပေါ့နော် aerodynamic ဆိုတာကဒီရှေ့တာယာပေါ့နော်ရှေ့တာယာကမြေပြင်နဲ့ပိကတ်နေစေဖို့ကိုအဓိကရွေတာပဲဖြစ်တယ်ရှေ့တာယာကရှေ့ဘင်းနဲ့ပိကတ်နေမှာရှေ့ဘင်းထောင်သွားတာမျိုးတွေမဖြစ်မှာပေါ့နော်အဲ့ဒီအတွက်သူတို့ကဒီ wing leg တွေကိုထည့်ပေးထားတယ်ဒီ wing leg ကလည်းတကယ်ကိုကျွန်တော်တို့ကီလိုမီတာ300ဝန်းကျင်အရှိန်နဲ့အဖြောင့်မောင်းနေတဲ့အချိန်မှာအဲ့ wing leg ရဲ့ down force ကဘယ်လောက်ထိတောင်ရှိလဲဆိုရင်66ပေါင်ဝန်းကျင်ရှိပါတယ်66ပေါင်ဝန်းကျင်ဆိုတာတိတာထင်ရှားအောင်ပြောမယ်ဆိုလို့ရှိရင်အသက်10နှစ်ဝန်းကျင်ကလေးတစ်ယောက်ကတက်ထိုင်ထားတဲ့ weight နဲ့အတူတူပဲလို့ပြောလို့ရတယ်အဲ့တော့ဒီ wing leg ရဲ့အရေးပါမှုကလည်းအဲ့လောက်ကြီးထိကိုအရေးကြီးရပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ပြိုင်ပွဲထဲမှာတစ်နှစ်နဲ့တစ်နှစ်သူတို့ရဲ့ wing leg ကြီးတွေကြီးလာတယ်ပုံစံကြီးတွေကပြောင်းသွားတယ်ဘာလို့ပြောင်းသွားလဲဆိုတော့အဲ့လိုမျိုး down force ကောင်းမှာ corner တွေ truck ကနေပြီးတော့ကျွန်တော် corner နေလိုမျိုးထွက်ချင်းမှာ throttle ကိုအဆုံးထိဆွဲရတယ် throttle အဆုံးထိဆွဲလိုက်ပြီဆိုတော့လည်းဆိုင်ကယ်ရဲ့ engine က power output အမြင့်ဆုံးကိုရောက်သွားတာဖြစ်တဲ့အတွက်ရှေ့ဘင်းကထောင်သွားနိုင်တယ်ပေါ့နော်အဲ့လိုရှေ့ဘင်းထောင်မသွားဖို့အတွက်ကရှေ့တာယာကိုဖိပေးတဲ့ down force ကလိုတယ်အဲ့ down force ကိုရဖို့အတွက်အခုလိုမျိုး aerodynamic တွေကိုထည့်ပေးထားတာပဲဖြစ်ပါတယ်ဒီလောက်ဆိုလို့ရှင်တော့လို့နှကမ်းမွေးကြီးတွေဘာကြောင့်ပါလာတာလဲ aerodynamic ကတကယ် superbike လောကမှာဘယ်လောက်အရေးကြီးလဲဆိုတော့မိတ်ဆွေတို့တိတိကျကျထင်ထင်ရှားရှားနဲ့မြင်သွားလိမ့်မယ်လို့ထင်တဲ့ဒါကျွန်တော်မတည်သေးတဲ့သူတွေတော့ကိုရွေပြီးပြောပေးတာပဲဖြစ်ပါတယ်2025 update ထဲမှာအရင်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေအများကြီးထပ်ပါလာတယ်ဒီ model မှာဒီ steering angle sensor ကိုအသုံးပြုထားပြီးတော့ဒီ slide control နဲ့ brake side assist ကိုပါထည့်ပေးထားတယ် slide control ဆိုတာကဗျာဒီ throttle ကိုဖွင့်ပြီးတော့ corner exit လုပ်တဲ့အချိန်မှာရှေ့တာယာကဘယ်လောက်ထိ drift angle ဖြစ်နေလဲဆိုတာကိုတွက်ပြီးတော့ဒီ steering angle sensor wheel speed ဆိုတော့ဘိန်းလုံးကလည်နေတဲ့ speed ကအဲ့ဒါတွေအကုန်လုံး IMU data နဲ့တွက်ပြီးတော့ DTC က intervention လုပ်ပေးတဲ့ system တွေပဲဖြစ်ပါတယ်လွယ်လွယ်ပြောရရင် toe back တို့လိုမျိုး rear tire ပေါ့နော်နည်းနည်းလေး slide လုပ်ပြီးတော့ corner track ချင်တဲ့လူတွေပေါ့နော်ဒီလိုမျိုး corner track ချင်တဲ့ riding style ကိုအကူအညီပေးတဲ့နည်းပညာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါတွေက beginner တွေအတွက်လုံးဝမဟုတ်ဘူးဒီ track ပေါ်မှာလုံးဝ skill ရှိပြီးသားဖြစ်တဲ့ rider တွေဒီ stick tire တွေ race pro setting တွေဒီ throttle control တွေအကုန်လုံးနဲ့ရောပြီးသုံးလိုက်တဲ့အခါမှာသူတို့ရဲ့ driving line racing line ကိုလုံးဝကွက်တိ active လုပ်နိုင်အောင်လုံးဝကွက်တိကြအောင်အကူအညီပေးတဲ့ system တွေပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာလွယ်လွယ်နဲ့အတူတူပြောမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ဒီ system ဘိုင်းတွေအကုန်လုံးကလုံးဝ skill ရှိပြီးသား rider တွေကိုယ်နဲ့မှတကယ်ပြိုင်မဲ့သူတွေကိုအလုံးဝအချိန်ကုန်တတ်တာသွားအောင်တိကျတဲ့ result တစ်ခုထွက်လာအောင်ကိုအထောက်အကူပေးနိုင်တဲ့ဒါ niche နှစ်တွေပဲဖြစ်ပါတယ်ဒီလိုမျိုးအရာတွေထည့်သွင်းထားနိုင်တာကိုလည်းကျွန်တော်တော်တော်လေးကိုလေးစားတယ်ပေါ့နော်အရင်တော့ဆိုလို့ရှိရင်ဒါကျွန်တော်တို့manual ပဲ raw ပဲကိုယ့်အကူပဲကိုယ့်ရဲ့စိတ်ခံစားချက်တစ်ခုတည်းနဲ့ပဲခံမှန်းပြီးတော့လုပ်ကြရတယ်ကိုယ့်ရဲ့ဒီ lag တွေ muscle memory တွေနဲ့ပဲလုပ်ရတာပေါ့နော်ဒါပေမဲ့အခုချိန်မှာအများကြီးဆိုင်ကယ်ပေါ်မှာပြောင်းလဲပေးထားတဲ့အရာတွေအများကြီးပါလာတယ်ခုနကလိုမျိုး corner exit တွေတို့ slide control တွေနောက်ပြီး brake assist တွေပါလာတယ်ဆိုတော့တအားကြီးကိုမိုက်လာတယ်လို့ပြောလို့ရတယ်ဗျတုံးတိုင်အောင်ဆိုင်ကယ်ကိုကွင်းထဲမှာလဲမသွားဖို့အတွက်ကိုသူတို့ကအများကြီးစဉ်းစားပေးလိုက်တာဖြစ်တယ်ပေါ့နော်တကယ်အတွေ့အကြုံရှိတဲ့ rider တွေအကုန်လုံးကလည်းကွင်းထဲမှာတုံးတိုင်အောင်ဆိုင်ကယ်မှောက်ဖို့ဆိုတာအရန်ခက်သွားပြီပေါ့နော်နောက်ပြီးတော့သူတို့ရဲ့ performance တွေကလည်းအပြည့်ကိုတကယ်ထွက်လာမှာပေါ့အဲ့ဒီ move တွေအပြင်ကိုမှနောက်ထပ်ပါလာတဲ့ control တွေအများကြီးရှိသေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် DTC တွေပါလာတယ် direct torque control တွေပါလာတယ် wheelie control launch control pit lane limiter shift assistant bro အဲ့ဒါတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာဒီဘိန်းကလုံးဝပြောရစရာမရှိတော့အောင်အရန်ကောင်းတဲ့ဆိုင်ငယ်တစ်စီးအဖြစ်ဝေးဖွားလာတာပဲဖြစ်ပါတယ်ကျွန်တော်အခုပြောပြသွားတဲ့အချက်တွေကိုလည်းကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်နဲ့သက်သက်အေးအေးဆေးဆေးရှင်းပြပါဦးဆိုင်ငယ်အကြောင်းပြောပြီဆိုလို့ရှိရင် brake ပိုင်းကလည်းမပါမဖြစ်ပါတော့အဲ့တော့ဒီ BMW M1000i and brake system ကလည်းဒီဆိုင်ငယ်အရေးကြီးဆုံးအချက်တွေမှာပါပါတယ်ရှေ့ဘန်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် 320mm dual disc နဲ့ high performance caliper setup ကတခါတည်းပါပြီးသားပါအဲ့တော့ BMW ရဲ့ဒီ M brake disc တွေကိုလည်းထပ်ပြီးထည့်ထားတယ်ဒီ M brake disc ဆိုတာကအခုမြင်တဲ့အတိုင်းပဲဒီအပေါက်ကလေးကိုပြောတာပဲဖြစ်ပါတယ်ဒီအပေါက်ကလေးကဘာလို့ကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ကွင်းထဲမှာဆိုင်ငယ်ကိုအရှင်ပြင်းပြင်းနဲ့မောင်းလာပြီးတော့ head brake ဖမ်းတဲ့အခါမှာရှေ့မှာရှိတဲ့ဒီ caliper တွေကအရန်ကိုရဲလာပြီးတော့ပူလာတတ်ပါတယ်အဲ့လိုမျိုးပူလာတဲ့အချိန်မှာကျွန်တော်တို့ပထမတစ်ခေါက်မှာပူနေတဲ့ဟာကနောက်အကွေ့ရောက်သွားလို့ဒီပူနေတဲ့ဟာကရော့မသွားဘူးဆိုလို့ရှိရင်ကွင်းထဲမှာ brake ကပျောက်သွားတတ်ပါတယ် brake ပျောက်တယ်ဆိုတာ brake မမိတာကိုပြောတာပါအဲ့လိုမျိုး brake မမိဘူးဆိုရင်ကျွန်တော်တို့ဆိုင်ကလဲထွက်သွားနိုင်တယ်အကွေ့တွေမှာချော်ထွက်သွားနိုင်တာဖြစ်နိုင်ပါတယ်အဲ့တော့ဒီလိုမျိုး caliper တွေကိုအမြန်ဆုံးအေးပေးဖို့အတွက်ဒီ BMW M1000R မှာ M brake disc ဆိုတဲ့ဟာလေးကိုထည့်ပေးလာတာပဲဖြစ်ပါတယ်ဒီဇိုင်းပိုင်းအရာလည်းတကယ်အထာကျပြီးတော့ကျွန်တော်တို့ဆိုင်ကရဲ့ performance ကိုလည်းတိတတ်တာကိုတိုးတက်လာစေတဲ့ဒီအပေါက်ကလေးသေးသေးလေးပဲဖြစ်ပါတယ်2025 M1000R ရဲ့အကြောင်းနဲ့ graphic ကလည်း fan တွေအတွက်ကျွန်တော်တို့အရင်စိတ်ဝင်စားဖို့ကောင်းတယ်သူက basic version က lightweight base နဲ့လာတယ်ဒီ level 60 Michael Van Der ရဲ့ 1SPK motorsport graphic ကိုသုံးထားတယ်နောက်တစ်ခုက competition version ပေါ့နော်သူက black stone color နဲ့လာတာနံပါတ်54ပေါ့နော် toe back ဆိုတာ WSPK မှာဒီ BMW M1000R နဲ့စုရသွားတဲ့တရားအဲ့ဒီစုရသွားပြီးတဲ့ဒီ BMW M1000R ကအရန်ကိုနာမည်ကြီးလာပြီးတော့လူစိတ်ဝင်စားမှုတော်တော်လေးကိုမြင့်တက်လာတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောတော့အကြောင်းအရာတော်တော်များများလည်းစုံနေပြီအရင်လေး review show ချက်တွေမပြောတော့ဘူးနောက်ပြီးအကုန်လုံးသိချင်နေတဲ့
တယ်စီးဟိုက်ဘယ်လောက်မြင့်လဲဆိုတော့ကျွန်တော်ပြပြမယ်ကျွန်တော်အရက်က9ပေ6ရှိတယ်အဲ့တော့ဒီစီးဟိုက်ကဘယ်နှလက်မမြင့်တယ်လို့ပြောတာတဲ့ဆိုလို့ရှိရင်ကျွန်တော်ကိုယ်တိုင်ခွပြလိုက်တာပို့ပြီးတော့တိကျမြင်သားလိုက်ပေါ့နော်အဲ့တော့ကျွန်တော်ခွပြမှာဖြစ်ပါတယ်မလေးလေးကဲတော့မြင်တဲ့အတိုင်းပါပဲကျွန်တော်ခြေထောက်ကဟိုဘက်ထိပ်ဒီဘက်ထိပ်မမိပါဘူးကျွန်တော် user experience အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ M-Town-R က daily comfort အတွက်သူလောက်ထားတဲ့ဆိုင်ကမဟုတ်ဘူးเนาะဒီ riding position တွေ reset ဖြစ်တဲ့ပုံစံတွေခုနကကျွန်တော်တက်ပြထားတဲ့အတိုင်းပဲဒီဖင်နိုင်ဝဲအမြင့်ဟာ34လက်မဝင်းကျင်လောက်ရှိတယ်နောက်ပြီးသူ့မှာဒီထဲမှာပါလာတဲ့ဒီ system ဘိုင်းတွေလည်းအများကြီးပဲအဲ့တော့ကျွန်တော်တို့ဘယ်လိုပြောပြမလဲသူ့ရဲ့ဒီ tire cost တွေ maintenance cost တွေနောက်ပြီးတော့လို့ရှိရင် import လုပ်တဲ့နေရာတွေပြင်ဆင်စရိတ်တွေကတုံးတန်းလူက handle လုပ်နိုင်မဲ့အထဲမှာမပါဘူးဒီဆိုင်ကယ်ကိုလည်းလုံးဝဟိုတိတိကျကျထိန်းသိမ်းဖို့ကလည်းလူတိုင်းအတွက်မလွယ်ဘူးပေါ့နော်ဘာလို့ဆိုတော့ဆိုင်ကယ်ဈေးကလည်းတအားကြီးဆို maintenance ကလည်းတအားဈေးကြီးတယ်ဒါပေမဲ့ခုနကကျွန်တော်ပြောပြသွားတဲ့အချက်တွေအကုန်လုံးက BMW တကယ်ပိုင်ဆိုင်ခြင်းတဲ့လူတွေတော်တော်တကယ်ပြဿနာမဟုတ်ဘူးဗျဒီ BMW ကိုဝယ်တဲ့လူတွေကတာမန်ဆိုင်ကယ်တွေဈေးကိုဝယ်တယ်ဆိုတော့ခံစားချက်နဲ့ဝယ်တာမဟုတ်ဘူးသူတို့က BMW Motorsport ရဲ့ high end engineering ကိုသူတို့ရဲ့ air gun ထဲမှာအလှထားခြင်းနဲ့ဆိုရခံစားချက်ရှိတဲ့လူတွေကပဲဝယ်တာကျွန်တော်တို့လိုမျိုးပြမနက်မိုးလင်းဆိုင်ကယ်လေးကိုဆက်နှုတ်ပြီးထွက်စီးဖို့မဟုတ်ဘူးသူတို့တွေကညဘက်အလုပ်ကနေပြန်ရောက်လာတဲ့အချိန်ပင်ပန်းနေတဲ့အချိန်မှာသူ air gun မီလေးကိုဖွင့်လိုက်မယ်ဆိုင်ကယ်ရဲ့ဒီအဓိက M logo တွေ carbon patch တွေ carbon wheel light တွေ carbon buoy တွေ TFT display တွေကိုဒီဇိန်းစိမ့်နဲ့ကြည့်ရင်အော်ငါလက်ထဲမှာ BMW ကထုတ်ထားတဲ့လောက high end နည်းပညာကြီးတစ်ခုလုံးရောက်နေပါလားဆိုတဲ့ခံစားချက်ကိုပဲသူတို့ကစားသုံးကြတာဗျဘာလို့လဲဆိုတော့လူမျိုးတွေကဆိုင်ကယ်တစ်စီးကိုစီးရတာအရသာခံပြီးအပြင်သွားတာတဲ့သူတို့ရဲ့လက်ထဲမှာဒီလိုမျိုး high end နည်းပညာကြီးတစ်ခုလုံးဝကဘာပေါ်မှာရှိတဲ့အရာတွေအားလုံးတွေမှာ iconic ဖြစ်တဲ့ပစ္စည်းတစ်ခုကိုပိုင်ဆိုင်ရပါလားဆိုတဲ့ခံစားချက်ကိုစားသုံးကြတဲ့လူတွေဖြစ်တယ်အဲ့လိုလူမျိုးတွေကတော့သူတို့ဆိုင်ကယ်ကိုပိုင်ဆိုင်ထားကြတယ်ပေါ့ဗျရန်ကုန်မှာလည်းကျွန်တော်တို့များများမြင်မှုတယ်တကယ်လုံးဝလည်းထုတ်မစီဘူးဆိုင်ကယ်ကိုလုံးဝကီလိုတော့တက်မခံပဲနဲ့သူတို့ရဲ့ကိုရောင်ထဲမှာသူတို့ရဲ့ဆိုင်ကယ်တွေအလှထားတဲ့အခန်းထဲမှာအဲကွန်နဲ့ကိုတေချာတိတ်ထားတဲ့လူတွေရှိရဗျအဲ့လိုလူမျိုးတွေတော်တော်ဒီဘေးကတကယ်မျက်စိကျစရာပဲတကယ်လဲမိုက်တဲ့ patch တွေအများကြီးပဲလုံးဝဒီအရန်တီတေးကြတဲ့ patch တွေကဗျအပြင်မှာထုတ်စီဖို့တော့မှအရန်နှမျိုးကိုကောင်းတယ်ကျွန်တော်ကလည်းဒါကိုအပူကလာရိုက်ချင်တယ်ဆိုယူရိုက်ဆိုပြီးပေးထားတာပေါ့နော်ကျွန်တော်စီးချင်တယ်ဆိုရင်ထွက်စီးကိုဆိုင်ဆန်းစီးလို့ပြောတယ်ကျွန်တော်နှမျိုးလို့ကျွန်တော်မစီးဘူးပေါ့နော်နောက်ဆုံးအနေနဲ့ပြောမယ်ဆိုလို့ရှင်တော့ဒီ BMW M-Town-R ကလူတိုင်းအတွက်လုံးဝမဟုတ်ဘူးလူတိုင်းအတွက်မဟုတ်ဘူးဆိုလို့ဒါကြီးကမကောင်းဘူးလို့မထင်နဲ့ဒါသူ့ရဲ့အထာပဲဘာလို့လဲဆိုတော့လူတိုင်းမပိုင်ဆိုင်နိုင်ဘူးဈေးတအားကြီးတယ်လူတိုင်းနားမလည်နိုင်တဲ့ detail တွေပါတယ်လူတိုင်းအသုံးမပြုနိုင်တဲ့ performance တွေပါတယ်လူတိုင်းလုံးဝ control မလုပ်နိုင်တဲ့ engineering detail တွေပါတယ်အဲ့ဒါအတွက်ကိုဒီ BMW M-Town-R ရဲ့ special ဖြစ်နေပြီးတော့အရန်ကိုထူးခြားနေတာလူတိုင်းအတွက်ကိုမဟုတ်ဘူးဗျာအဲ့တော့မိတ်ဆွေတို့ဒီ BMW M-Town-R ပေါ်မှာဘယ်လိုမျိုးထင်လဲဘယ်လိုမျိုးအမြင်တွေရှိလဲဒီ wing leg တွေကိုကြိုက်လားဒီ carbon patch တွေကိုကြိုက်လား carbon buoy တွေကိုကြိုက်လားဘယ်အရာတွေကိုကြိုက်လဲဒါမှမဟုတ်ရှင်ဒီ TFT display တွေကိုကြိုက်လားမိတ်ဆွေတို့ကြိုက်တဲ့အရာလေးတွေကို comment မှာမှန်းသွားပေးလို့ရပါတယ် BMW M-Town-R 2025နဲ့2026ကိုရောင်းချပေးမှာပဲဖြစ်ပါတယ်ရောင်းချပေးမယ့်ဈေးနှုန်းကတော့3500နဲ့3200ကြားထဲမှာပဲဖြစ်ပါတယ်ဈေးနှုန်းကတော့သူတိတိကျကျညှိနှိုင်းလို့ရတယ်လိုချင်နေဆိုရင်ကျွန်တော်ဖုန်းဆက်ပြီးဝယ်လို့ရတယ်လို့ကိုအားပူစီမှာလည်းသွားပြီးဝယ်လို့ရပါတယ်အသေးစိတ်အချက်လက်တွေဖုန်းနံပါတ်တွေကိုဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ထားပေးပါမယ်ဆိုင်ကယ်တွေကလုံးဝကီလိုနည်းနည်းနဲ့အရန်ကိုတန့်သေးတဲ့ဘိန်းတွေပဲဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုဖြစ်မြောက်အောင်ကူညီပေးတဲ့ကိုအားပူကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီဆိုင်ကယ်ရိုက်ခွင့်ပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဗီဒီယိုရိုက်ကူးဖို့နေရာအကူညီပေးတဲ့ဒီ The Locker Accessory and Detailing ဆိုင်ရာ brother ကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်အဲ့တော့ဗီဒီယိုတွေကတော့ဒီလောက်ပါပဲ brother တို့လည်းဒီ M-Town-R အကြောင်းလေးကိုအသေးစိတ်သိသွားမယ်လို့ထင်ပါတယ်တကယ်လို့ဝယ်ယူခြင်းနေဆိုလို့ရှိရင်တော့ဆက်သွယ်လိုက်ပါဈေးနှုန်းကိုအဆင်ပြေဆုံးနဲ့အသင့်တင်ဆုံးပြအောင်ကူညီပြီးတော့ရောင်းချပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်